ဆေဘောဘောရှိသမျှကိုဘန်နာတိုက်ထဲသို့သွင်း၍ငါအိမ်တော်ပြောကြည့်ပါဦးငါအိမ်တော်ကဲပြောကြည့်ပါဦးကျွန်တော်လိုက်ဆိုပါငါဟာဖျားရှင်အိမ်တော်သားဖြစ်တယ်အခုသူကဆေဘောဘောကိုဘယ်ကိုပေးခိုင်းနေတာလဲအိမ်တော်ကိုပေးခိုင်းနေတာအဲ့တော့ကျွန်တော်ရဲ့မိကွန်းကဘာလဲဆိုတင်းရဲ့အိမ်ကဘာမှလဲတင်းရဲ့အိမ်ကဘာမှလဲမြောက်ကလာမှာမြောက်တကုံမှာအင်းစိန်မှာလှဲတန်းမှာမဟုတ်ဘူးအဲ့ဒီအိမ်ကိုပြောနေတာမဟုတ်ဘူးဘုရားရှင်ဗိမာန်တော်ဒီဟူသောအသက်ရှင်သောကြောက်တွေနဲ့စုထားတဲ့အသင်းတော်ကိုပြောနေတာဖြစ်တယ်အာမင်အသင်းတော်ကိုပြောနေတာဒီနေ့မှာလူကိုပေးခိုင်းတာမပါဘူး Come on လူကိုပေးတာဘယ်ချိန်မှပေးတာလဲသိလားအဲ့ဒီအိမ်တော်ကိုရောက်တော့မှအဲ့ဒီအိမ်တော်မှာရှိတဲ့အမှုဆောင်သောသူတွေကဘလို့သုံးရမလဲဆိုတော့နှုတ်ကပတ်ကျမ်းစာတွေကဘုရားနီလန်တိုင်းသုံးဖို့ပြင်ဆင်ရတာဖြစ်တယ်အဲ့ဒါသုံးဆွဲတဲ့အပိုင်းကကျွန်တော်တို့နဲ့မဆိုင်ဘူးဒီကလူတွေနဲ့ဆယ်ဘလို့ပေးတဲ့လူတွေနဲ့မဆိုင်ဘူးသုံးဆွဲတဲ့အပိုင်းအိမ်တော်ရဲ့ခေါင်းဆောင်မှု leadership နဲ့ဆိုင်တယ် leadership ကဆုံးဖြတ်ရတာ leadership ကဆွေးနွေးရတာတိုင်ပင်ရတာဒါပေမဲ့ဆယ်ဘလို့ကြဘလို့ပေးရလဲအဲ့ဒီယေဘရဟိကိုသွားပေးလို့မရဘူးအဲ့ဒီလေဝိကိုသွားပေးလို့မရဘူးအခုခေတ်ကဘာလဲတင်းဟုတ်ဆရာတွေပေးရမယ်အမှုတော်ဆောင်ဆရာကိုပေးရအောင်ဘာကြောင့်လဲဆိုတော့သိလားကျမ်းစာထဲမှာလေဝိလို့ပြောထားတယ်လေယေဘရဟိတွေကိုပေးရမယ်အဲ့တော့ကျွန်တော်ကတင်းတို့ကိုပြောချင်တယ်ဒီထက်မှယေဘရဟိတွေထိုင်နေပါသလားဟယ်လိုယေဘရဟိများကဲပြောကြည့်ပါဦးငါတို့ကယေဘရဟိဖြစ်တယ်ငါတို့ကလေဝိဖြစ်တယ်အဲ့တော့ငါဆယ်ဘို့တို့ငါပဲစားတော့မယ်ပြောဟယ်လိုအမေကိုကတင်းဟုတ်ဆရာဆိုတော့ငါကမင်းတို့လေဝိငါရိုးဝိတာမဟုတ်ဝါလုံးနှစ်ခုထပ်ပြီးတော့ဝိတာအဲ့တော့ငါ့ကိုဆယ်ဘို့ဖို့ပေးလှုပ်ချင်တာမဟုတ်ဘူးလူကိုပေးလို့မရအောင်တခါတည်းအပြတ်ပြောလိုက်မယ်အိမ်တော်မှာစားစရာရှိဖို့ရန်လုံးကအိမ်တော်မှာအမှုဆောင်တော်သူများအဲ့ဒါကို leadership လို့ခေါ်တယ်ဘာ leadership လဲအသင်းတော်ရဲ့ခေါင်းဆောင်မှုဒါမှမဟုတ်ဘုရားသခင်အဲ့ဒါကြီးအားလုံးတဲ့ဘာကိုထားခဲ့လဲဆိုရင်အသင်းတော်မှာ leadership ကိုထားခဲ့တယ်ဘယ်လိုထားရလဲတမန်တော် prophet သင်းရုပ်ဆရာဆရာသာသနာပြုဆရာ၅မျိုးကိုခရစ်တော်ကခန့်အပ်ခဲ့တယ်ဒါမှမဟုတ်ကျမ်းစာဘာပြောထားလဲယေရှုခရစ်တော်ဒီဟူသောထိုအသက်ကြောင်းမြစ်ပေါ်မှာထပ်ဆင်း၍တမန်တော်ဒီဟူသော prophet များဒီဟူသောအထက်ထက်အဆင့်ဆင့်အဲ့ဒီအုတ်မြစ်ပေါ်မှာတိဆောက်ထားတဲ့အသင်းတော်လို့ပြောတာတော့အသင်းတော်ဆိုတာခေါင်းဆောင်မှုရှိတယ် come on အသင်းတော်ဆိုတာ leadership ရှိတယ် hallelujah မှန်တယ်သင်တို့အားလုံးကလေဝိကျွန်တော်လည်းလေဝိသင်တို့အားလုံးယေဘရဟိကျွန်တော်လည်းယေဘရဟိပဲဒါပေမဲ့ကျွန်တော်ဒီအသင်းတော်တဲ့ဘုရားခန့်ထားသောခေါင်းဆောင်ဖြစ်တယ်ဒီမှာထိုင်နေသောသင်းအုပ်များနဲ့အမှုတော်ဆောင်များသည် leadership team ဖြစ်တယ်ကျွန်တော်တို့ဒီခေါင်းဆောင်များဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီသင်တို့ထည့်လိုက်တဲ့ဆယ်ဘို့ဘုံငွေကိုဘုရားနီးလန်းဘာပြောထားလဲအဲ့ဆယ်ဘို့ဘုံပြည့်ညတ်ချက်ထဲမှာဘယ်လိုလုပ်ထားလဲဘုရားဘာကိုသုံးစေခြင်းလဲအားလုံးကခေါင်းညဆိုင်နာတော့ဆွေးနွေးပြီးတော့မှကဲငါတို့ဒီနေရာမှာတော့ဒါလေးသုံးအောင်ဒါအတွက်သုံးရအောင်ဆိုတော့ကျမ်းစာထဲမှာဆယ်ဘို့ဘုံကိုမသုံးရမယ့်နေရာတွေပြောထားတယ်သုံးရမယ့်အရာတွေပြောထားတယ်အဲ့တော့အဲ့ဒါတွေကိုသုံးနိုင်ဖို့ရင်ခွဲခန့်ရတာဘယ်သူကခွဲခန့်ရတာလဲအသင်းတော်မှာခန့်ထားတဲ့ခေါင်းဆောင်ကခွဲခန့်ရတာဖြစ်တယ်ခေါင်းဆောင်တွေပေါ့ခေါင်းဆောင်တယောက်တည်းမှာခေါင်းဆောင်တွေကခွဲခန့်ရတာငါတို့ဒီလောက်ဒီနေရာမှာသုံးကျင်တယ်ဒါကိုဒီနေရာမှာသုံးကျင်တယ်ကျန်းစာထဲမှာတော့ဒီလိုပြောတယ်ဒီလိုသုံးရအောင်မိဘမဲ့တွေအတွက်ငါတို့သုံးဖို့လိုလာပြီနော်မုတ်ဆိုးမိုက်တွေငါတို့သုံးဖို့လိုလာပြီစသဖြင့်သူ့ရဲ့သုံးရမယ့်ဟာတွေရှိတယ်အမှုတော်ဆောင်တွေအတွက်သုံးဖို့လိုလာပြီဆိုတော့ဒီဟာကိုသုံးရတာဖြစ်တယ်အာမင်ကျွန်တော်တခုပြောပြမယ်လူကိုပေးတယ်ဒီနောက်နည်းနည်းတော့ tricky ရှိတယ်ဒါပေမဲ့နည်းနည်းလေးပြောပြခြင်းတယ်သင်ကကျွန်တော်ကိုဆိုပါစို့တယောက်ကဆယ်ဘို့လို့လာပြီဒါဆရာကျမ်းစာထဲမှာပြောတယ်လေဝိကိုဆယ်ဘို့လို့ပေးရမယ်ဆိုတော့တိတ်လဲရှင်းပြဖို့အချိန်မရတော့သူကပေးလိုက်တယ်ဆိုပါစို့တသိန်းတော့ဒါသူ့ရဲ့ဝင်ငွေ10သိန်းရှိလို့နေမှာပေါ့လာက10သိန်းထော်လာလဲတသိန်းပေးတယ်အော်ကျေးဇူးတင်တဲ့ဘုရားကောင်းကြီးပေးပါစေဆိုတော့ကျွန်တော်ရဲ့ပုံမှန်တစ်နှစ်လောက်တွင်းမှာအမြဲတမ်းလို့ရနေတဲ့ဆယ်ဘို့ဒီတသိန်းပတ်ဝန်းကျင်ဆိုပါစို့ဒါပေမဲ့တရက်တော့လူတယောက်ကရောက်လာတယ်သူကစီဝိုင်းလုပ်ငန်းရှင်ဖြစ်နိုင်တယ်သူအထောက်ထုံးနဲ့ကျွန်တော်စီရောက်လာပြီဆရာလေဝိဖြစ်တယ်ဆရာရေဘရောကြီးဖြစ်တယ်ကျမ်းစာတိုင်းမှာကျွန်တော်ဆရာကိုပေးခြင်းတယ်ရော့သိန်း100ဆယ်ဘို့တန်းနေရွယ်လေးကထောင်းလာပြီဆယ်ဘို့သိန်း100ငါလွန်ခဲ့တဲ့9နှစ်10နှစ်အမှုဆောင်လုပ်ခဲ့တာငါလက်ထဲကိုဆယ်ဘို့ပေးခဲ့လူအားလုံးကတသိန်းပတ်ဝန်းကျင်ပဲပေးခဲ့တယ်ဒီတယောက်ဆယ်ဘို့ကိုတခါတည်း100ပေးနိုင်လောက်တီးလူကဘာလုပ်လဲအန်တနာလေးကလှဲ့သွားပြီဘုရားပဲမလှဲ့ဘူးနော်အဲ့စီးပွားရေးသမားပဲလှဲ့သွားတာငွေကိုကင်ထားတဲ့လူပဲလှဲ့သွားဘာဖြစ်လဲဒီနှလုံးသားစာယိုယွင်းလာပြီဟယ်လိုအဲ့တော့စဉ်းစားကြည့်အဲ့တယောက်ကနေမကောင်းလို့ဖုံးဆိုင်တခါလေနေချင်းညချင်းဟိုရောက်သွားမယ်ဆုတောင်းပေးဟာလေလုယာနေကောင်းလားအဆင်ပြေလားအလိုရရှင်ပြောနော်ဒါပေမဲ့ဟိုမှာသူ့ကိုတခါမှဆယ်ဘို့မပေးနိုင်နဲ့စင်ရသားတယောက်ကဖုံးဆက်တယ်ဆရာလာပြီးတော့နော်ဆုတောင်းပေးပါဆရာမအားသေးဘူး come on အဲ့လိုမျိုးငွေကြေးအပြင်ကြာဆုံးတော့အမှုတော်ဆောင်တွေအများကြီးရှိတယ်ဒါကြောင့်မို့ဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကိုအချင်းဟာကျွန်တော်တို့အားလုံးအမှုတော်ဆောင်တွေအားလုံးအတွက်အင်ပဒန်မှ
ကွဲနော် safety ပေါ့ပြောမလို့အပြင်မှာ safe ဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဒါကြောင့်ကျေးဇူးပြုကျွန်တော်တို့လည်းကိုညီကြပါတခါလိုက်ပြောခြင်းတယ်ကျေးဇူးပြု support ဖို့ဆိုစောတိဟာကိုလာမပေးနဲ့စူဇန်နာကိုလာမပေးနဲ့ share status ကိုလာမပေးနဲ့တင်တို့ရဲ့အိမ်လို့တင်တို့ခံစားရတဲ့အဲ့ဒီဝိညာဉ်ရေးရမိသားစုအဲ့ဒီအသင်းတော်မှာသွားပါဝင်ပါကျွန်တော်လည်းကျွန်တော်အမှုဆောင်တဲ့အသင်းတော်ကနေကျွန်တော်ကိုခွဲခံပေးလိမ့်မယ်ဆရာစောတိကတော့ဒီလောက်ရတဲ့ရထိုက်တယ်ရပြီတော်ပြီကျွန်တော်မစားစရာကျွန်တော်မဝစ်စရာကျွန်တော်မနေလုံလောက်တဲ့အမှုဆောင်မှုရတဲ့လုံလောက်တဲ့ကျွန်တော်အတွက်နော်တင်တင်လျောက်ပတ်တဲ့အရာရှိရပြီပိုရှန်ပြန်ပြီးတော့ပေးအောင်မယ်လေဘာကြောင့်ကျွန်တော်ကဆယ်ဘရိုဆိုငါ့ကိုပေးလို့ငါကယေဘရဟိမင်းနဲ့မှမရိုးရိုးမဟုတ်အကြီးဖြစ်တယ်ရှာတိုက်တဲ့ချက်အကိုလည်းဖြစ်တယ်အဲ့တော့ငါအကြီးဆုံးငါ့ကိုပဲပေးဆိုတော့အသင်းတော်မှာအကျွယ်ဝချမ်းသာဆုံးကစောတိယာဖြစ်သွားဟယ်လိုအဲ့တော့စောတိယာထောင်လောက်လာဩတကယ်ပြောတာဘာရှိတယ်သူမှငွေရှိသွားပြီလေထောင်လောက်လာပြီပေါ့သူကကျွေးမယ်သူကပေးမယ်ဆိုသူ့နာမှာလူတွေဝိုင်းနေမှာပေါ့ခမောအဲ့တော့ကျွန်တော်ရဲ့ empire ကိုကျွန်တော်တိဆောက်လို့ရသွားပြီဘာအားဖြင့်လဲဆက်ဘောတို့အားဖြင့်ဖျားရှင်သူ့ရဲ့နိုင်ငံတော်ကိုတည်ထောင်စေချင်တာကျွန်တော်အားဖြင့်နိုင်ငံတော်ဆိုတာကဆရာလောက်ရတာမဟုတ်နိုင်ငံတော်ဆိုတာကအစေခံရတာ serve လောက်ရတာကျွန်တော်တို့ဒီမှာထိုင်တော့အမှုတော်ဆောင်များသည်အသင်းသူအသင်းသားများဖျားသခင်ရဲ့နိုင်ငံတော်တည်ဆောက်ပြန်လို့ကအလုပ်ကျွေးပြရတော်သူတွေဖြစ်တယ်ထောင်လုံးလို့မရဘူး come on သဘောပေါက်လားမသိဘူးအဲ့ဘာမှမဟုတ်တဲ့အဲ့ဆယ်ဘိုးတဘိုးကိုဆရာကိုသွားပြီးတော့ပေးတာလေးကနေစပြီးတော့အမှုတော်ဆောင်ဆရာတွေရဲ့ဘဝအသက်တာမှာတော်တော်ရုပ်ဆောင်သက်နောက်ဆက်ရှင်ခံရပြီးတော့နောက်ဆုံးအဲ့ငွေကြေးကြောင့်လဲသွားတဲ့အမှုတော်ဆောင်တွေအများကြီးရှိတယ်တခုလှုပ်ချင်သူတို့အဘဲကိုအရင်ဖုံးဆက်လဲအဲ့ဒီသူ့ရဲ့စီဝိုင်းသမားကိုသူအရင်ဖုံးဆက်တယ်အင်္ဂလိပ်လှုပ်ချင်လို့30လောက်လှူပါဦးခရီးဆက်သွားကြရှိလို့10သိန်းလောက်လှူနိုင်မလားပါဝင်တော့ဘုရားရှင်နိုင်ငံတော်ဒါအခွင့်အရေးဖြစ်တယ်သူမျိုးစုံပြောကောင်းပြောနိုင်လိမ့်မယ်အဲ့ဆရာတွေရဲ့နေရာမှာဝင်ခံစားကြည့်ကျွန်တော်မခံစားနိုင်ဘူးအဲ့လိုပြောသူတို့လုံနေမိုင်းလို့ပြောတာမဟုတ်အဲ့ထက်ကိုရောက်တော့ဖို့ရင်အကြောင်းတခါတည်းမှာယုံကြည်သူတွေဆယ်ဘိုးတို့သွားပေးတာဆယ်ဘိုးတို့ပေးတာမမှန်အောင်လဲတင်းအောင်ဆရာတွေတေချာတုံတင်ပေးထားခြင်းမရှိပြန်ဘူးအမှန်အောင်လဲတုံတင်ပေးထားခြင်းမရှိဘူးဆိုတော့ဘာဖြစ်လဲလူတွေကငွေကြေးကိုဘယ်လိုသွားမှမသိတော့အဲ့တော့လူတွေကိုပေးကနေပြီးတော့ယိုယွင်းမှုအသင်းတော်တွေမှာပြုတ်ကွဲမှုနော်ဒါကတော့ငါလူဒါဒီတယောက်ကငါနော်ဒီတယောက်ကပို့ပြီးတော့ချမ်းသာတယ်ဒါကတော့ငါ follower လုပ်ထားတာဒီတယောက်ကငါနဲ့အရင်စားသိတာဟို तू ကငါ့အမှုဆောင်လဲငါထောက်ပံ့တယ်လူမင်းကဘာကြောင့်ခိုးတာလဲဟမ်တို့တခိုးလာပြီတို့တခိုးအရာစားတာဘာကြောင့်ဒီတယောက်ကအရန်တန်ဖိုးရှိတာဟိုသူ့အတွက်သူကချမ်းသာတော်သူဖြစ်တယ်သူက influence ဖြစ်တော်သူဖြစ်တယ်အဲ့တော့သူ့ရဲ့အမှုဆောင်လုပ်ငန်းတွေအသင်းတော်တွေအရန်တန်ဖိုးရှိနေတဲ့ခါကျတော့ဒီတယောက်ကအခြားဆရာတယောက်အခြားအသင်းတော်တယောက်ကိုထောက်ပံ့နေတဲ့ခါမှာအထဲမှာမခံစားနိုင်ဘူးဟယ်လိုစောတိဟာပိုင်တာတယောက်မှမရှိဘူး come on ကိုတော့မပိုင်ဘူးအာမင်ဖခင်အခွင့်ပေးထားလို့ဒီနေရာမှာအလုပ်ကျွေးပြုနေရတာဟာလေလုယာဒါကြောင့်မို့ဒီမှာရှိတော်ညီကောင်မတို့များဆယ်ဘောတို့လူကိုလုံးဝမပေးပါနဲ့စောစောကနှုတ်ဘက်ကျမ်းစာကိုကြိုက်ပြီးတော့ငါလေဝိငါယေဘရဟိဘယ်သူမှမပေးတော့ငါပဲစားမယ်ဆိုရင်လေပွဲရသိမ်းနေပြီနော်ကျမ်းစာထဲမှာဒီဥစ္စာကိုအဲ့တော့အိမ်တော်ကိုပေးပါပြောချင်အောင်အိမ်တော်ကိုပေးပါ